အားလုံးမင်္ဂလာပါကျွန်တော်အခုပြောပြမယ့်အကြောင်းအရာဒီရေဒီယာကျိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောကြားပေးမှာဖြစ်ပါတယ်ရေဒီယာကျိုးဆိုတာဥပမာကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်လို့အခက်အခဲဖြစ်နေတာငွေကြေးနဲ့ပတ်သက်လို့အဆင်မပြေဖြစ်နေတာဆိုရင်ကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေစီပြေဖို့ဆိုရင်သင်္လာတောက်ကြအတွဲတွေကိုကျွန်တော်တို့ကရေဒီယာချရပါတယ်ဒါကြောင့်မလို့ငွေကြေးနဲ့ပတ်သက်လို့အဆင်မပြေတာငွေကြေးမဝင်တာအကျွေးရစရာရှိတာတွေမရတာအကျွေးပေးစရာရှိတာတွေများနေတာဒီလိုကိစ္စတွေဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကသင်္လာတောက်ကြအတွဲကိုပဲစဉ်းစားရမယ်ဒါကြောင့်လို့ဖျားစီတီတွေမှာသင်္လာတောက်ကြတောက်တွေမှာတက်ရှိလုတ်ခိုင်းရမယ်နောက်တစ်ခါဒီသင်္လာတောက်ကြအတွဲဖြစ်တဲ့ခြေတုပ်ကုံလှူတာတို့နော်ခြေတုပ်ကုံနဲ့ပတ်သက်လို့ခြေတုပ်ကုံအဟောင်းတွေရှော်ပုတ်ပေးတာတို့ဒါမျိုးလုပ်ပေးရမှာဖြစ်ပါတယ်အဓိကတော့ဒီသင်္လာတောက်ကြအတွဲတွေကိုကျွန်တော်ကရေဒီယာဆင်ပေးခြင်းအဖြစ်ဒီငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေအဆင်ပြေစေလာမှာဖြစ်ပါတယ်အဲ့တော့ဒီငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအခက်အခဲဖြစ်နေအလွယ်မှတ်ထားမှာသင်္လာတောက်ကြအတွဲတွေကိုကိုကဘလို့ရေဒီယာချင်းမလဲဒါကိုပဲစဉ်းစားရမယ်အဲ့တော့သင်္လာတောက်ကြတောက်တွေတန်းရှင်းလုပ်မယ်သင်္လာတောက်ကြတွဲတဲ့ခြေတုပ်ကိုဒါတွေကိုလှူမယ်တက်ကြီးလုပ်မယ်ရှော့ဖို့မယ်နောက်သင်္လာတောက်ကြတွဲတဲ့ကြားလုံးလှူမယ်နော်နောက်တစ်ခုကဒီတွားကိုက်နေတဲ့လူတို့နော်ခါးကိုက်နေတဲ့လူတို့အဲ့လိုလူတွေကိုကျွန်တော်ကဆေးဝါးလူတာတို့နောက်ငွေကြီးလူတန်းတာတို့ဒါမျိုးလည်းလုပ်လို့ရတယ်ဒါအဓိကခုကျွန်တော်ပြောရတာဒီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအခိုက်တွေကိုပြည်လည်အောင်လုပ်ရမယ်ရေဒီယာကျိုးတွေကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်နော်လုံနဲ့ပတ်သက်ရင်လည်းလုပ်ရမယ်ရေဒီယာကျိုးအတွဲတွေရှိပါတယ်နော်ခုနေ့သားသမီးအားလုံးကျမ်းမာချမ်းသာအေးချမ်းကြပါစေအားလုံးကျမ်းမာချမ်းသာကြပါစေ